blue screen အတွက်တင်ပေးပါအောင်ဆိုတော့ဒီ comment လေးပေါ့နော်ကျွန်တော်အဲ့ဒါလေးကို reply ပြန်ပေးမယ်နော် blue screen error တက်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ကအများကြီးရှိရပေါ့နော် software ကြောင့်လည်းဖြစ်နိုင်တယ် hardware ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်လူတော်တော်များများပေါ့နော်တချို့တွေဆိုလို့တီးကြတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကြီးကိုထုတ်ပြောမနေတော့ထုတ်ပြောနေတာထက်ပေါ့နော်ကျွန်တော်လက်တွေ့ဖြည့်ရှင်းလိုက်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်တွေ့ဖြည့်ရှင်းကြည့်အောင်ကျွန်တော်မှာ example အနေနဲ့ပေါ့နော်ဒီမှာ blue screen error လေးကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော် example ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာ stock ဗာလဲ critical ပေါ့နော် process time ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ code လေး stock code ပေါ့နေပေါ့နော်အဲ code လေးကျွန်တော် Google မှာရိုက်ရှာကြည့်မယ်ပေါ့နော်ကျွန်တော်လုပ်ကြည့်မယ် Google မှာရှာလိုက်မယ် Chrome ဖွင့်ပြီးတော့ကျွန်တော် Google မှာ critical process time လို့ကျွန်တော်ရိုက်လိုက်မယ်ရိုက်တဲ့အခါမှာကျွန်တော်အောက်မှာ result ကျတယ်ပေါ့နော်ကျတဲ့အခါမှာကျွန်တော် show more နှိပ်လိုက်မယ်နှိပ်တဲ့အခါမှာကျွန်တော်မှာ possible cause ဆိုပြီးတော့ကျွန်တော်အများကြီးပြရပေါ့နော်သူကMicrosoft ကတော့မှကျွန်တော်တို့တိကျမပြောနိုင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတာဒါသူလည်းမှန်တယ်ပေါ့နော်ဒါသဘောကကျတယ်ပေါ့နော်ဒီ error မျိုးကကျွန်တော်တိကျပြောလို့ရ error မျိုးမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ဖြည့်ရှင်းရမှာမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်သိရမယ်ပေါ့နော်အဲ့ဒါအရေးကြီးတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒါဆိုကျွန်တော်ဒါလုတ်ပြတာပေါ့နော်ရှာပြတာကျွန်တော်ပိတ်လိုက်မယ်ဒါနော်လူဆက်ခွင်တို့ error မျိုးကကျွန်တော်တို့ Google မှာရှာပြီးဖြည့်ရှင်းလို့အလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်လက်တွေ့ပြရတာနော်လူဆက်ခွင် error တက်လို့ကျွန်တော်တို့ကဖြည့်ရှင်းတော့မယ်ဆိုရင်ကျွန်တော်တို့ပထမဦးဆုံးsave mode ထဲဝင်ပေးရမယ်ချို့ဝင်လို့မတက်ခင်ကျွန်တော်တို့ blue screen error တက်တဲ့သူတွေအနေနဲ့ပေါ့နော် save mode ထဲဝင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Google မှာပေါ့နော် Google မှာကျွန်တော်တို့ကိုယ်ဆက်ရဲ့ဟို brand ပေါ့နော်brand ဥမာ HP ဆိုလို့ရှိရင် HP ရဲ့နောက်ကကျွန်တော်တို့ save mode key ဆိုပြီးတော့ရိုက်ရှာမယ်ပေါ့နော် Google မှာအဲ့လိုမျိုးရိုက်ရှာမှာရိုက်ရှာပြီးသွားလို့ရှိရင်ကျွန်တော်တို့ i key ကိုကွန်ပျူတာကို power cloud ဖွင့်ပြီးရတယ်ကျွန်တော် i key ကို5-6လောက်စတိုင်းနှိပ်ပေးရမယ်နော်ခုဗီဒီယိုမှာတော့ Windows တက်တဲ့ဆက်မှာပဲ save mode ထဲဝင်တဲ့နည်းကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်Okay ကျွန်တော်အမှ start ကိုနှိပ်မယ်ပေါ့နော် start ကိုနှိပ်ပြီးတော့အမှကျွန်တော် power button လေးနှိပ်မယ်ပြီးတော့ကျွန်တော်တို့ shift ကိုဖိပြီးတော့ restart ကိုနှိပ်မယ်ပေါ့နော် Okay အဲ့ကျရင်ကျွန်တော်တို့ please wait ဆိုပြီးပေါ်လာပြီပေါ့နော်အမှထပ်ပေါ်လာရင်ကျွန်တော်တို့က arrow key လေးနဲ့ကျွန်တော်ရွှေ့မယ်ပေါ့နော်ရွှေ့ပြီး troubleshoot ကိုကျွန်တော် enter ခေါက်လိုက်ပဲပေါ့နော်ရွှေ့ပြီးတော့ enter ခေါက်မယ်ပြီးတော့ကျွန်တော်တို့အပေါ်ဆုံးကကျွန်တော်တို့ starter setting လေးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ရွှေ့ပြီး enter ခေါက်လိုက်မယ်နော် enter ခေါက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်အမှ restart ဆိုတာလေးပေါ့နော် restart ဆိုတာလေးနှိပ်လိုက်မယ်restart ကြာသွားပြီပေါ့နော် Okay ကျွန်တော်ခဏလေးစောင့်ပြီးတော့အမှတက်လာပြီပေါ့နော်တက်လာရင်ကျွန်တော်တို့အမှ keyboard ကနေနံပါတ်4ကိုနှိပ်မယ်ပေါ့နော်အမှ4က anniversary mode ဆိုတာရှိရနော်နံပါတ်4ကိုနှိပ်မယ်4ကိုနှိပ်လိုက်ပြီးသွားရင်ကျွန်တော်တို့အဲ့မှာသူကြာသွားတစ်ခေါက်ပြန်တက်လာပြီနော်ဘုံတို့ပြန်တက်လာပြီတက်လာပြီဆိုကျွန်တော်အမှ down လေးမှာသူပြောတာနော် save mode ဆိုပြီးပေါ်နေပြီနော်ဒါ save mode တွေကျွန်တော်ရောက်ပြီပေါ့နော်ကျွန်တော်တို့အမှထွေထူးထူးဘာမှတော့မလုပ်ဘူးကျွန်တော်တို့ software လိုက်ဖွင့်ကြည့်မှာပေါ့နော်ဘာညာမဟုတ်ကျွန်တော် live ဖွင့်မယ်ဟိုဖွင့်ဒီဖွင့်ပေါ့ကျွန်တော် live ဖွင့်ကြည့်မယ်zone live ဖွင့်မယ်တခြားကျွန်တော် folder တွေပဲဝင်ပါတော့အဲ့မဲ့လို့အဲ့လိုဖွင့်တဲ့အခါမျိုးမှာကျွန်တော်တို့တုံးရတာထောက်လာပေါ့နော်ဘယ်လိုတွေဖြစ်လဲထစ်လာထောက်လာအဲ့ဒါလေးကျွန်တော်တို့စမ်းစစ်ကြရပေါ့နော်သတိထားပြီးကြည့်ရမယ်နောက်ထပ်ကျွန်တော်တို့ဘာ error တက်လဲပေါ့စသဖြင့်ကျွန်တော်တို့ဟိုလိုက်ကြည့်ပေါ့နော်အခုကျွန်တော် save mode ထဲမှာဝင်သုံးကြည့်တာပေါ့နော် software တွေသုံးတဲ့အခါမှာကျွန်တော်ဘာ error မှမရှိဘူးပေါ့နော်မရှိတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုသတ်မှတ်လို့ရလဲဆိုကျွန်တော် blue screen error ရဲ့ဟိုဖြစ်ရတဲ့အကြောင်းအရာပေါ့နော် hardware ကြောင့်မဟုတ်တော့တေးကြတယ်ကျွန်တော် software ကြောင့်ပေါ့နော်ဥပမာကျွန်တော် Windows ကြောင့်ဒါမှမဟုတ် driver ကြောင့်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ software တွေပေါ့နော်သွင်းတဲ့ software တွေနဲ့ကိုယ်စက်နဲ့မကိုက်တာပေါ့နော်စသဖြင့်ဒီလိုမျိုးကျွန်တော်သတ်မှတ်လို့ရရနော်Okay နောက်ပိုင်းကျွန်တော်ပြောမယ့်ဟာတွေပေါ့နော်အရေးတကြီးမှတ်သားစရာတွေပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီ save mode ထဲကနေထွက်ပြီးတော့ကျွန်တော် slide နဲ့ကျွန်တော်ရှင်းပြပြမယ်နော်ဒီညမှာအရေးကြီးတဲ့ဟာလေးကျွန်တော်ပြောမယ်ပေါ့နော်နည်းနည်းလေးကျွန်တော် concentrate ပေါ့နော်အောင်လေးစိုက်ပြီးနားထောင်စေချင်တယ်နံပါတ်1ချက်ကျွန်တော် save mode ထဲကိုအခုလိုမျိုးကျွန်တော်အောင်မြင်နဲ့မဝင်နိုင်မဲနဲ့ error ပြနေတယ်ဆိုလို့အရေးကြီးတဲ့ Windows system file တွေပျက်စီးတာသို့မဟုတ်ကျွန်တော် hardware တစ်ခုခုမှာ error ရှိနေတာလို့ကျွန်တော်မှတ်ရမယ်နံပါတ်2ချက်ဒီ save mode တွေကိုကျွန်တော်အောင်မြင်နဲ့တော့ဝင်လို့ရတယ်ကျွန်တော်တို့သုံးနေတဲ့အခါမှာကျွန်တော်ထစ်တာတွေထောက်တာတွေပေါ့နော်တခုခုအဲ့လိုမျိုးဖြစ်နေရဆိုရင်လည်းကျွန်တော်တို့က hardware တခုခုမှာ error ရှိနေပြီလို့ကျွန်တော်မှတ်ထားရမယ်နံပါတ်3ချက်ကျွန်တော်တို့ blue screen ဟာ software ကြောင့်ဖြစ်တာဆိုရင်လည်းကျွန်တော်တို့က Windows ကြောင့်ဖြစ်တာလား driver ကြောင့်ဖြစ်တာလားတခြားပေါ့နော်ကျွန်တော်တို့သွင်းတဲ့ software ကြောင့်ဖြစ်တာလားကျွန်တော်တို့သိဖို့ ਨੇ hardware ကြောင့်ဖြစ်တာဆိုရင်လည်းဘယ် hardware ကြောင့်ဖြစ်တာလဲပေါ့နော်ဥပမာ memory ကြောင့်ဖြစ်တာလား hard disk ကြောင့်ဖြစ်တာလား power supply ကြောင့်ဖြစ်တာလားစသဖြင့်ကျွန်တော်တို့တိကျကျသိဖို့အတွက်ကျွန်တော်တို့ Windows တင်နဲ့အဖြေရှာဖို့လိုတယ် Windows ပြန်တင်လိုက်ရုံနဲ့ error အမြင့်ပြတ်ပြီးတော့အဆင်ပြေသွားတဲ့သူတွေကတော့ကိစ္စမရှိဘူးပေါ့ Windows ပြန်တင်လာတော့မှကျွန်တော်တို့အဆင်မပြေဘူးဆိုလို့ရှိရင်တခြားကောင်းတဲ့ memory တစ်ချောင်းနဲ့လဲဆမ်းမယ်ပေါ့နော်အဲ့လိုမှအဆင်မပြေသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့တခြားကောင်းတဲ့ hard disk တစ်လုံးနဲ့လဲဆမ်းမယ်ပေါ့နော်အဲ့လိုမှအဆင်မပြေသေးဘူးကျွန်တော်တို့ desktop computer ဆိုလို့ရှိရင် power supply ကိုလဲပြီးဆမ်းရမယ်နော်
အဲ့တော့မှကျွန်တော်တို့ကအဆင်မပြေသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့က desktop computer ဆိုလို့ရှိရင် CPU ကိုလဲဆန်းတာမျိုးလုပ်ရမယ် laptop computer ဆိုရင်တော့ကျွန်တော်တို့က motherboard error ရှိမရှိစက်ကမယ်ပေါ့နော်ဒီကုန်းချုပ်အနေနဲ့ပေါ့နော်ကျွန်တော်တွေ့ကြုံရပြောရရင်တော့ဒီ motherboard ကြောင့် blue screen တက်တာတို့ CPU ကြောင့် blue screen တက်တာမျိုးကတော့ရှားတယ်ပေါ့နော်ဖြစ်တော့ဖြစ်ခဲ့ပဲကြည့်ရှုသူအားလုံးကျေးဇူးပါဗျ